မင်္ဂလာပါ KK Football မြန်မာနဲ့ကြိုဆိုပါရစေကျွန်တော်အခုမျှဝေတင်ဆက်တော်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အရှိတောင်အရှနိုင်ငံမှာတာမခကပ္ပနိုင်ငံအသီးသီးမှာယခုလက်ရှိလက်တွေ့ကြကြနဲ့အသုံးပြုနေတဲ့စားတောက်ကုန်ထုတ်လုပ်ငန်းနဲ့အစားအသောက်တွေကိုထိမ့်သိမ်းပုံထိမ့်သိမ်းနည်းဖြတ်တောက်ပုံဖြတ်တောက်နည်းကိုကျွန်တော်လေ့လာတင်ယူထားတဲ့ပညာရပ်ကိုကျွန်တော်ချစ်တော်မိတ်ဆွေတင်ငယ်ချင်းများကိုကျွန်တော်မျှဝေတင်ဆက်တော်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအမှန်တကယ်ပဲစားတောက်ကုန်ထုတ်လုပ်ငန်းကိုချစ်မြတ်နေတဲ့လူဈေးကွက်စီးပွားရေးမှာအမှန်တကယ်ပဲထုတ်လုပ်ဖြန့်ဖြူးမဲ့လူတွေကြည့်မယ်ဆိုရင်တော့အကျိုးတစုံတရာတော့ရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုကျွန်တော်ရဲ့ဗီဒီယိုလေးကဒီဗီဒီယိုလေးပထမဆုံးဗီဒီယိုဖြစ်ပါတယ်ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်မိတ်ဆက်ခွင့်ပြုပါကျွန်တော်အခုလက်ရှိဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့စားတောက်ကုန်ထုတ်လုပ်ငန်းကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာကျွန်တော်ဝန်ထမ်းနေကျွန်တော်လုပ်ကိုင်နေပါတယ်ကျွန်တော်တို့ကုမ္ပဏီမှာဆိုရင်အဓိကအစားတောက်ဆိုရင်တော့ချက်ဝက်ဘေးစိတ်ငုံကျက်စင်ဘောနော်ကြီးဆက်အဲ့ဒီကအစကျွန်တော်တို့အကုန်လုံးထုတ်လုပ်ရောင်းချနေပါတယ်ဒါပေမဲ့အခုဒီကိုရိုနာရောဂါအကြောင်းကျွန်တော်တို့ဟာလက်ရှိဒီကုန်ထုတ်လုပ်ငန်းတွေလည်းနည်းနည်းရှော့ချတဲ့အနေနဲ့ကျွန်တော်တို့ကအဓိက main အနေနဲ့ကျွန်တော်တို့ chat နဲ့ web ကိုပဲအဓိက main အနေနဲ့ထုတ်လုပ်ရောင်းချနေပါတယ်ဟုတ်ကဲ့ပါဒီ chat နဲ့ web ကိုအဓိကထုတ်လုပ်ရောင်းချတဲ့နေရာမှာဒီဖြတ်တောက်ပုံဖြတ်တောက်နည်းကိုထိမ့်သိမ်းပုံထိမ့်သိမ်းနည်းကိုပေါ့နော်စနစ်တကျအဲ့ဒီပညာရပ်ကိုကျွန်တော်တင်ပြတော့ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကဒီပညာရပ်ကိုကျွန်တော်တို့အပြတတ်ထားအချင်းအဖြစ်ကျွန်တော်တို့ကဘာကိုအကျိုးရရှိစေမလဲဆိုရင်ဥပမာတသိန်းနဲ့ရင်းတဲ့လူကတသိန်းနဲ့တန်နဲ့အမျက်ရအောင်ကျွန်တော်ကနေပြီးတော့ lecture လေးကိုပေးတော့မှာဖြစ်ပါတယ်ဥပမာတသိန်းနှစ်သိန်းဥပမာသိန်းကိုထောင်နဲ့ချီပြီးမှရင်းတဲ့လူကကုမ္ပဏီကြီးဒီအဆင့်ပေါ့နော်အဲ့ဒီအဆင့်ရင်းကိုယ့်ရဲ့ဝင်အမျက်ကဘလောက်အထိရမယ်ဆိုတဲ့ဟာလေးကိုပါကျွန်တော်တင်ပြတော့ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်လုံနေတယ်ကျွန်တော်ရဲ့တထဲကလည်းမြန်မာနိုင်ငံကိုအရန်ချစ်ပါတယ်သူကမြန်မာနိုင်ငံမှာ2ခေါက်3ခေါက်လောက်တော့သူကရောက်ရှိပြီးပြီဒါပေမဲ့အကြောင်းအမျိုးကြောင်းကျွန်တော်တို့ကကျွန်တော်တထဲကဒီမှာပဲလက်ရှိလောက်ကင်နေပါတယ်အမှအဆုံးကျွန်တော်ရဲ့ဒီတင်ပြတော့ပေးမှာပေါ့နော်ချက်နဲ့ပတ်သက်တဲ့ချက်သားတွေကိုစနစ်တကျနည်းစနစ်မှန်နဲ့ဖြတ်တောက်ပုံဖြတ်တောက်နည်းကိုကျွန်တော်တင်ပြတော့ပေးမှာဖြစ်ပါတယ်အယိုးတခြားအသားတခြားပေါ့နော်ဒီခေတ်မီတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေကသူအယိုးတခြားအသားတခြားနဲ့ထုတ်လုပ်ရောင်းချတဲ့အကြောင်းရင်းတွေကအများကြီးရှိတာပေါ့နော်ကျွန်တော်တို့အယိုးနဲ့ပါမှချက်တဲ့ရင်းတဲ့အရသာတစ်မျိုးအသားတက်နဲ့အယိုးမပါဘဲနဲ့အသားကြီးပဲချက်တဲ့ပုံစံလိုမျိုးပေါ့နော်ဒီဂျပန်နိုင်ငံမှာဆိုကျွန်တော်တို့ဒီအသားတွေကိုအကြော်တဲ့နေရာမှာတော့ဒီအဓိကပေါ့နော်ဒီယာခိတိုရီပေါ့နော်အဲ့ဒီအသားဒုတ်ထုတ်လုပ်တဲ့ဟာပုံစံမျိုးတော့ပေါ့ဆိုင်ကြီးဖွင့်တဲ့ပုံစံမျိုးတွေအများအကြီးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကပြီးတော့တီးသမျှတတ်သမျှတွေကိုကျွန်တော်ကိုဝင်ခွင့်ပေးပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်စလိုက်ရအောင်နော်ဒီကိုတေချာလဲဆွေးရပါမယ်ပထမဆုံးပေါ့နော်ဒီကျက်ရဲ့ဒီအလေကနေခန္ဓာကိုယ်ကြိုးရွက်အလေကနေကျွန်တော်တို့ဖျက်ရမယ်ပြီးတော့ကျွန်တော်တို့ဒီပေါင်ပေါ့နော်ဒီပေါင်ထဲမှာဆိုရင်ကျွန်တော်တို့ဒီဂျော်လေးရှိတယ်အဲ့ဒီဟာကိုတေချာလေးဓာတ်နဲ့ထည့်ပြီးမှကျွန်တော်တို့တေချာလေးဖျက်ရပါမယ်အဲ့လိုမျိုးဖျက်တဲ့အချိန်မှာဂယူးဆက်ရမှာဒီပေါင်နဲ့ပေါင်တစ်ခုပေါ့နော်အဲ့ဒီဖင်စီဖူးနဲ့အဲ့ဒီဂျာမာကျွန်တော်တို့ဒီအယိုးရှိတယ်အဲ့ဒါကိုဓာတ်ကိုတေချာလေးထည့်ရမယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဓာတ်လွဲချော်ပြီးမှကျွန်တော်တို့ကဒီအစအိမ်ထဲရောက်သွားပြီဆိုရင်ဓာတ်ကအစအိမ်ထဲရောက်ဓာတ်အစအိမ်ပေါက်ပြီးမှအညစ်အကြေးတွေအများကြီးရှိနေတယ်ဒါကြောင့်မျိုးဂယူးဆိုင်ပြီးမှကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပေါင်ဖြတ်တဲ့ချိန်မှာကျွန်တော်တို့ကဒီပေါင်ကိုဒီအယိုးပေါ့နော်အဲ့ဒီအယိုးကိုကျွန်တော်တို့ဒီတနောက်နဲ့ထောက်ပြီးမှကျွန်တော်တို့တေချာလေးဖြည့်ရမယ်အဲ့ဒီဟာတေချာလေးဖြည့်ရပါမယ်ဟုတ်ကဲ့ပါအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအထူးကိုဂယူဆိုင်ပါလက်ကဓာတ်နဲ့ထင်းတော်ကိုဖြစ်တာပေါ့နော်ဓာတ်အရန်ထက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပင်စီဘူးကိုဖြတ်ပြီးကျွန်တော်တို့ကဒီရင်ပုံကိုဖြတ်ရမယ်ရင်ပုံကိုဖြတ်တဲ့အချိန်မှာကျွန်တော်တို့ကဒီလေဘင်းပေါ့နော်အဲ့ဒီလေဘင်းရဲ့အရေခွန်ကိုတေချာလေးကျွန်တော်တို့က
ဆွဲထားရမယ်ဆွဲတဲ့အချိန်မှာမှကျွန်တော်တို့အဲ့ဒီဓာတ်ထိုးပြီးမှဒီသူ့ရဲ့ပခုံးကြားနဲ့ဒီဟိုလေပင်ကြားထဲမှာပေါ့နော်အဲ့ဒီဟာကိုဓာတ်ကိုတေချာလေးထည့်မယ်အဲ့ဒီမှာအယိုးကသူ့အနေနဲ့သူငေါပြီးမှထွက်လာမယ်အဲ့ဒီမှာဆွဲတဲ့အချိန်မှာလည်းစက္ကန့်ဆိုမှဆွဲရမယ် normal ဆိုရင်ဖြည်းဖြည်းချင်းဆွဲပြီးဆိုရင်အသားကဟိုမလှဘူးပေါ့နော်အဲ့လိုမျိုးပုံစံတွေရှိတဲ့အတွက်ကြောင့်ဒီဘက်ချမ်းမှာဟုတ်ကဲ့ပါဒီဘက်ချမ်းမှာကျွန်တော်တို့လှုပ်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီနည်းနည်းညစ်ကြေးရှိနေကျွန်တော်တို့ဒီတပတ်နဲ့တုတ်လိုက်တော့ပုံမှာအဆင်ပြေတာပေါ့နော်ဒီဘက်မှာလေစလုတ်ရှိတယ်လေစလုတ်ကအရေးကြီးတယ်လေစလုတ်ကိုမထိအောင်ကျွန်တော်တို့ကတေချာလေးဆွဲပြီးမှဖြတ်ရမှာပါလေစလုတ်ကိုလည်းဓာတ်နဲ့ထိုးမိလိုက်တယ်ဆိုရင်သူရဲ့အညစ်အကြေးတွေကထွက်လာမှဖြစ်ပါတယ်ဒါကြောင့်မျိုး view စိုက်ပြီးမှပေါ့နော်အဲ့ဒီပခုံးကြားကိုကျွန်တော်တို့ကဓာတ်ကိုအဲ့ဒီကြားမှာထည့်မယ်ဓာတ်ကိုထည့်တဲ့အချိန်မှာတေချာလေး view စိုက်ပေးပါတနောက်နဲ့ပေါ့နော်အဲ့ဒီလေပင်ဒီဟိုသူ့ရဲ့ပခုံးကိုလေဓာတ်ကိုတစ်ချက်ထောက်ပြီးမှဟိုအလျားလိုက်ပေါ့နော်အဲ့လိုမျိုးပြန်မှဖြတ်ရပါမယ်ပြီးရင်ကျွန်တော်တို့ကဒီဘက်တစ်ချမ်းပေါ့နော်ဘယ်ဘက်ချမ်းကရင်ပုံနှစ်ခုရပြီပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီအယိုးကိုလုံးကိုပြန်ပြီးမှဖြုတ်တဲ့အချိန်မှာကျွန်တော်တို့ဒီလေပင်ကိုကင်ထားရမယ်လေပင်ကိုကင်ထားပြီးမှကျွန်တော်တို့ကဟိုဆွဲရမှာပေါ့နော်အဲ့အချိန်မှာသူ့ရဲ့အသေးတွေမပါအောင်တေချာလေးဂီယူစိုက်ပြီးမှဆွဲဖြတ်မယ်ဆိုရင်တော့အဆင်ပြေမှာပါပထမပိုင်းတော့နည်းနည်းတော့ခက်မယ်ဒါပေမဲ့ကျွန်တော်တို့လှုပ်ရင်းနဲ့ပေါ့နော်ဟိုအရန်ကိုအဆင်ပြေသွားမှာပါဒီဟာကိုကျွန်တော်တို့ဒီရင်ပုံဓာတ်လို့ခေါ်တာပေါ့နော်ဟိုကြက်မှာလဲရင်ပုံဓာတ်မိုးခိုဓာတ်ပေါ့နော်အဲ့ဒါမိုးခိုဓာတ်လို့ခေါ်တာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဓာတ်နဲ့ဖြတ်နေရတယ်တချို့ကြတော့လက်မနဲ့ဖြတ်လက်မနဲ့ထုတ်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီထုတ်တဲ့ပုံစံကြတော့ဟိုအမျိုးရှိတယ်ဒါပေမဲ့ဒါအကောင်းဆုံးပုံစံနဲ့ကျွန်တော်ထုတ်ပြထားတာဖြစ်ပါတယ်လို့ဒီဘက်ကတော့အယိုးတွေကိုကြတော့ကျွန်တော်တို့ဟိုဆွပေါ့နော်အဲ့ဒီဟင်းရေလို့ရပါတယ်လို့ပြီးရင်ကျွန်တော်တို့ကဒီရင်ပုံကိုတစ်ချက်ပြန်ဖြတ်မယ်ရင်ပုံဖြတ်တဲ့အချိန်မှာအဲ့ဒီဟာအရေခွန်ပေါ့နော်ဒီအရေခွန်ကြတော့တော်တော်လေးစလို့ကောင်းတယ်ဒီဟာကြတော့ဒီဘက်ချမ်းကဟာကြတော့ဒီကောင်ကြက်တောင်ပံပေါ့နော်ကြက်တောင်ပံအဲ့ဒီအရေခွန်ထုတ်မယ်ကြက်တောင်ပံထုတ်တဲ့အချိန်မှာနည်းနည်းလေးလေ့ရမှာလေ့ပြီးမှဖြတ်တဲ့အချိန်မှာအသားထွက်တဲ့အချိန်မှာအသားကလှလှလေးထွက်မယ်ဟုတ်ကဲ့ပါအခုအဲ့ဒီဟာရင်ပုံပေါ့နော်အဲ့ဒီဟာရင်ပုံရသွားပြီဟုတ်ကဲ့ပါရင်ပုံရသွားပြီဆိုရင်ကျွန်တော်တို့ကရှေ့လျှောက်ပြီးမှလုပ်ရမယ့်ဟာကြတော့ဒီတောင်ပံကိုကျွန်တော်တို့ကဒီလက်မောင်းနဲ့တောင်ပံဆိုပြီးမှခွဲခြားထားတာပေါ့နော်ဒီဟာလက်မောင်းနဲ့ဟိုဒီကြက်တောင်ပံဆိုမှအဲ့ဒီဟာကိုလေကျွန်တော်တို့နောက်ပိုင်းကျရင်ဟိုအကင်တွေထဲမှာအကြိုတဲ့ထဲမှာဟိုဒီအဲ့ဒီဟာမှာအသုံးပြုရမှာဖြစ်ပါတယ်လို့အဲ့ဒီပေါင်ကိုဖြတ်မဲ့အချိန်ဆိုလေဒီပေါင်ကိုအယိုးကိုဟိုဓာတ်ကိုပေါ့နော်ဒီအထဲကိုထည့်ပြီးမှကျွန်တော်တို့ဖြတ်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီအယိုးကိုဒနောင်နဲ့ပဲဖိပြီးမှကျွန်တော်တို့ကဆွဲရမှာဖြစ်ပါတယ်အဲ့ဒီကြက်ချေတော့ကိုကင်ပြီးတော့ကျွန်တော်တို့ဓာတ်နဲ့တစ်ချက်ခုတ်ရမှာဟိုတစ်ချက်မဖြတ်နှစ်ချက်လောက်ပေါ့နော်အဲ့ဒီကိုခုတ်ရမယ်အဲ့ဒီလက်ကိုအထူးကျူစိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ဖြတ်မယ်အယိုးနဲ့ဖြတ်မယ်အဲ့ဒီအသေးလေးဟာကျွန်တော်တို့ဟိုအယိုးနူးလို့ခေါ်တာပေါ့နော်အဲ့ဒီဟာလေကျွန်တော်တို့ဒီမှာအချိုတဲ့နေရာမှာတုံးတယ်တချို့ကြတော့ဒီဆိုင်နေမှာဆိုရင်ဘီယာဆိုင်တွေမှာဆိုရင်ဘီယာတွေနဲ့မြင်းကြတာပေါ့နော်အဲ့ဒီဟာဓာတ်ထည့်မယ်အဲ့ဒီအယိုးနှစ်ခုအစစ်နှစ်ခုကြားမှာတေချာလေးထည့်မယ်ပြီးတော့တနောက်နဲ့အဲ့ဒီပေါင်ကိုတစ်ချက်ဖြစ်ဆွဲပြီးမှဆွဲတဲ့အချိန်မှာလည်း queue စိုက်ရမယ်နော်ဟိုပုံမှန်အားကိုတုံးပြီးမှကျွန်တော်တို့လုပ်ရမယ်နှုတ်မို့ဆိုရင်အသားတွေဟိုတစစီဖြစ်သွားမယ်ကဲအခုဒီဟာပေါင်ရသွားပြီအဲ့ဒီပေါင်ကိုကျွန်တော်တို့ကအခုအခြေအနေတွေမှာဆိုရင်ကျွန်တော်တို့ကတခြားနေရာမှာတော့ဝေးစရာလည်းမလိုဘူးကိုဟာနေကိုဟိုကြက်တွေကိုအိမ်မှာဝေးပြီးမှပေါင်တွေကိုတေချာလေးဖြတ်မယ်ဆိုရင်ဒီပေါင်တွေကိုကျွန်တော်တို့ကဥပမာအကြောရောင်းတာပဲဖြစ်ဒီဈေးကွက်စီးပွားရေးမှာပေါ့နော်တေချာလေးထုတ်လုပ်ပြီးမှတေချာလေးဖြန့်ဖြူးမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဝင်ငွေရနိုင်ပါတယ်ကျွန်တော်တို့ကလုံးဝစိတ်ဓာတ်မချနဲ့လုံးဝဇွဲမလျှော်နဲ့ဒီနိုင်ငံရဲ့အခြေတိုင်းပြည်အခြေအနေနဲ့ကျွန်တော်ဒီပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုတင်တာတခါလေတော့ဒီနည်းနည်းတော့အားနာမိတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ပြန်မှကောင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကအခုအာယူနေတဲ့အချိန်မှာဒီဟာတွေကိုကျွန်တော်တို့လေ့လာထားတဲ့နေရာလေ့လာရမှာပေါ့နော်ကျွန်တော်တို့ကကျွန်တော်ကိုယ်တိုင်လေ့လာပြီးမှကိုယ်တိုင်ဖြတ်မယ်ကိုယ်တိုင်စားမယ်
ကိုတိုင်းစားမယ်နောက်ပိုင်းကျတော့လေအများကြီးကျွန်တော်တင်သွားပေးဖို့အစီအစဉ်တွေအများကြီးရှိတယ်ဟုတ်ကဲ့ပါဒီဟာလေးစောနာအတိုင်းပဲပေါ့နော်ဒီဟာကျွန်တော်သစောင်းရိုက်ပြီးမှကျွန်တော်တစ်ခေါက်ပြန်ပြီးမှပြတာပါအဲ့ဒီမှာစောနာအတိုင်းပဲဒီချက်ပေါင်ကိုပေါ့နော်အဲ့ဒီပေါင်အစီကိုတေချလေအဲ့ဒီသူ့ရဲ့လိုင်းကြောရှိတယ်အဲ့ဒီမှာဓာတ်ထိပ်ပြီးမှဓာတ်ကိုတေချလေးထိပ်မယ်မဟုတ်ဘူးဆိုရင်တခြားနေရာရောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်အညစ်အကြေးတွေထွက်လာမယ်ဒါကြောင့်မလို့ခယူဆိုင်ပြီးမှဖြစ်တော့အဆင်ပြေမယ်လို့ပထမပိုင်းတော့နည်းနည်းတော့အဆင်မပြေတဲ့အပိုင်းတွေရှိပါနည်းနည်းတော့တီးခတ်မှာပါနော်နောက်ပိုင်းကျတော့အရန်ကိုတတ်သွားမှာပါဒီအယိုးအစ်စ်ပေါ့နော်ဒီဖင်စီဖူးနဲ့ဒီဖင်ညောင်ယိုးအဲ့ဒီအကြားမှာဓာတ်ဟုတ်တေချာလေးထည့်မယ်နော်အဲ့ဒီမှာအယိုးနုလေးရှိတယ်အဲ့ဒီအယိုးနုကိုဂယူဆိုင်ပြီးမှကျွန်တော်တို့ကဓာတ်ဟုတ်ထည့်ရမယ်ပြီးရင်ကျွန်တော်တို့ကတစ်ဖက်ချမ်းပေါ့နော်အဲ့ဒီပေါင်ဖြတ်ဖို့အတွက်ကျွန်တော်တို့ပြန်မှလေးရမှာပေါ့နော်အဲ့ဒီပေါင်ကိုစောနာကျွန်တော်ပြောထားတဲ့အတိုင်းပဲအဲ့ဒီပေါ့နော်အဲ့ဒီမှာအယိုးနုရှိတယ်အဲ့တော့ဂယူဆိုင်ရမယ်နော်အဲ့ဒီနေရာမှာနည်းနည်းလေးပြန်မှဆွေးပေါ့နော်ဓာတ်လေးကိုထည့်မယ်ပြီးတော့အဲ့ဒီတနောက်လေးနဲ့ပေါ့နော်အဲ့ဒီမှာအယိုးနုကိုတနောက်လေးနဲ့ဖြီးပြီးမှအဲ့ဒီကြက်ပေါင်ကိုပေါ့နော်အဲ့ဒါကိုဆွဲရမှာဖြစ်ပါတယ်ဆွဲတဲ့အချိန်လဲနည်းနည်းလေးဂီယူဆိုင်ပါပေါ့နော်ဂီယူဆိုင်မှာတစ်ချက်ဆွဲမယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီပေါင်တစ်ချမ်းရသွားပြီပေါ့နော်အဲ့ပေါင်တစ်ချမ်းရသွားပြီအညစ်အကြေးနေရှိမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီပေါ့နော်အဲ့ဒီလက်တော့ဘွားနဲ့ဖြည်းဖြည်းတောက်လို့ပေါ့နော်အဲ့ဒီလက်တော့ဘွားနဲ့ပြန်တုပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီဘက်အချမ်းမှာပြန်มาဖြည့်ရမှာပေါ့နော်ကျွန်တော်တို့ဒီဘောနော်ကျွန်တော်တို့လုံးဝဇွဲမလျှော့ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကနည်းနည်းတော့ရှည်တယ်ဒါပေမဲ့ကျွန်တော်ကိုတီးခံပြီးတော့ကြည့်ပေးပါလို့တကယ်ပဲလေ့လာခြင်းတဲ့သူတွေပေါ့နော်တကယ်ပဲလေ့လာခြင်းပြီးမှကျွန်တော်တို့တကယ်ပဲဒီလုပ်ငန်းကိုရောင်းခြင်းတဲ့လူပေါ့နော်အခုအချိန်ကာလမှာဆိုရင်ကျွန်တော်တို့ဈေးမှာဝေစရာလေးဘောနော်ဝေတဲ့အားလည်းနည်းနည်းအခက်ခဲတွေရှိမှာပေါ့နော်ဒါကြောင့်ကျွန်တော်ကအခုပြောချင်တာဒီဘောနော်ချက်တွေကိုရောဒီစိုက်ပျိုးရေးတွေရောကိုစိုက်ပြီးမှကိုမွေးမြူရင်တော့အကောင်းဆုံးအခြေအနေလို့တော့ကျွန်တော်မြင်မိတာပေါ့နော်ဟုတ်ကဲ့ပါချင်အဲ့ဒီဟာပေါ့နော်အဲ့ဒီချက်ကိုလည်းကိုတိုင်မွေးပြီးမှကျွန်တော်ဒီပြောချင်တာဒီဗီဒီယိုလေးကိုကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ဒီချက်ပေါ့နော်ချက်တစ်ကောင်လုံးကိုပေါ့နော်ဖြတ်စမ်းကြည့်ပါပေါ့နော်ဖြတ်စမ်းကြည့်တဲ့အခါမှာဘယ်လိုမျိုးအခက်ခဲလေးတွေရှိတယ်ပေါ့နော်တကယ်တော့ပျော်စရာလေးကောင်းပါလေအဲ့ဒီဟာလေးပေါ့နော်ကိုစားချင်တဲ့ပုံစံပေါ့နော်အဲ့ဒီတောင်ပန်လေးတွေကိုဆိုဘယ်လိုကြိုးစားရမယ်ပြီးရင်အဲ့ဒီပေါင်တွေကိုဘယ်လိုမျိုးလှုပ်ရှားရမယ်ဟာလေးတွေပေါ့နော်အဲ့ဒီမှာတကယ်လို့မြေ YouTube မှာပြန်မှကြည့်ပြီးမှလေ့လာလို့ရပါတယ်လို့နောက်ပိုင်းကျရင်လေကျွန်တော်ဗီဒီယိုဆက်တိုက်ပေါ့နော်တင်ပေးပါဦးမယ်လို့ကျွန်တော်လည်းအားပေးကြပါအောင်လို့subscriber လေးပေးပါအောင်လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ဟုတ်ကဲ့ပါပြီးရင်ကျွန်တော်တို့ကပေါ့နော်ဒီဟာဒီပေါင်ကိုဖြတ်တဲ့အချိန်ဆိုတော့ပထမပြောပြီးသားအတိုင်းပဲပေါ့နော်အဲ့ဒီအတိုင်းကိုနည်းနည်းလေးတစ်ခေါက်မရနှစ်ခေါက်လောက်ပြန်မှကြည့်မှလုံတော့လှုပ်တတ်တော့မှာပါအဲ့ဒီဟာကိုဒီအခုဖြတ်တဲ့အချိန်မှာပေါ့နော်ဒါကတော့ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်တော့ဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒီဟာ queue စိုက်ပြီးမှဖြတ်မယ်ဆိုတော့အရန်အဆင်ပြေတယ်အဲ့ဒီဟာဒီဗီဒီယိုလေးကိုကြည့်ပြီးရင်ချက်တကောင်ယူပြီးမှဖြတ်မှစားသုံးကြည့်ပါလို့အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဒီညာဘက်အချမ်းကျတော့ဒီလေစလုတ်ရှိတယ်เนาะအဲ့ဒါကို view ဆိုင်ရမယ်အဲ့ဒီလေစလုတ်ကိုမထိစင်နဲ့အဲ့ဒီဟာလေစလုတ်ကအဲ့ဒီသူ့ရဲ့ဒီအစာဟောင်းတွေပေါ့เนาะအဲ့ဒါတွေဖောက်ပြီးမှအသားတွေမှစင်တစ်ခေါက်ရေပြန်ဆေးရမှာပေါ့เนาะအလုံးရှုပ်လို့ပါเนาะအဲ့ဒီမှာလဲသူ့ရဲ့ဒီပခုံးမှာအဲ့ဒီအယိုးရှိတယ်အဲ့ဒီမှာတစ်ချက်ပြန်ပြီးမှထောက်ပြီးမှပြန်မှဆွဲရမှာပေါ့เนาะကျွန်တော်ကပြောချင်တာလုံးဝစိတ်ဓာတ်မကျပါနဲ့ပါဆိုတော့ဒီကျွန်တော်တို့ဒီကဘာပေါ်မှာလေ KFC တထေးလေအဲ့ဒီဟာသူကြတော့အသက်က80ကျော်လောက်မှသူကတထေးဖြစ်တာတထေးတော့မှရိုးတထေးမဟုတ်သူရဲ့ KFC ဒီချက်သားပေါ့နော်ချက်ကင်ဆိုင်ကနိုင်ငံတိုင်းလိုမျိုးရှိတာပေါ့နော်ကျွန်တော်တို့ဒီချက်သားနဲ့ပဲသူကအရန်ကိုသူရဲ့ဘဝပြောင်းလဲသွားတာပေါ့နော်ဒီချက်သားကိုစက်နီးချက်သားကိုလက်ဆက်ပေါ့နော်အရသာရှိအောင်ဘယ်လိုလုပ်နေဆိုတော့ကျွန်တော်လည်းအခုမှကျွန်တော်လည်းလေ့လာနေတာပေါ့နော်လေ့လာစေးပေါ့နော်ကျွန်တော်လေ့လာထားတဲ့ဟာတတ်ထားတဲ့များကိုကျွန်တော်ချစ်တော့မိတ်ဆွေတူညီချင်းများကိုလည်းကျွန်တော်တင်ပြသွားပေးမှာဖြစ်ပါတယ်နောက်ပိုင်းကျရင်ပေါ့နော်ဟုတ်ကဲ့ပါဒီဟာမှာကျတော့သူ့ရဲ့ခါရိုးရှိတယ်အဲ့ဒီဟာခါရိုးကအဲ့ဒီမှာနည်းနည်းလေးအသားနဲ့ခါနဲ့ဆက်နေတော့နည်းနည်းလေးသူ့ကိုဓာတ်နဲ့အရာတင်ပြီးမှအဲ့ဒီဟာကိုလေပြီးမှဆွဲပြီးတော့သူ့ရဲ့ဒီမိုးခိုတာကိုတစ်ချက်ပေါ့နော်အဲ့ဒီအယိုးကိုအားလုံးလက်နဲ့ပေါ့နော်ညစ်ပြီးမှဆွဲဖြတ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မှသူကတစီထွက်သွားမှာပေါ့နော်အဲ့လိုပဲ
စူးစမ်းရတယ်ဘယ်အရာမဆိုမှလွယ်နဲ့မရဘူးဆိုတာတော့ကျွန်တော်တို့သိထားတဲ့အတိုင်းပေါ့နော်နံပါတ်1ကဇွဲတော့ရှိရမယ်ဇွဲရှိပြီးမှလုပ်ပြီးဆိုရင်ကျွန်တော်တို့ကဘာမှမဆိုမဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးပေါ့နော်ဒါကြောင့်ခုခေတ်ပေါ့နော်တက်တစ္ဆာလူငယ်တွေကိုပြောချင်ပါတယ်လုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင်ပေါ့နော်အရန်ကိုစိတ်သက်ကိုအဲ့ဒီမှာနင်းမြုပ်ထားပြီးမှတကယ်လို့တကယ်ပဲအဲ့ဒီမှာလုပ်မယ်ဆိုရင်ကျွန်တော်တို့ကဘာမှမဆိုမအောင်မြင်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်လူငယ်တွေကအရန်ကိုတော်ပါတယ်ခုခေတ်လူငယ်တွေကပေါ့နော်ဒါကြောင့်မလို့အဆအအရာစူးစမ်းပါဘာမဆိုပေါ့နော်အလွယ်နီးနဲ့လိုက်တော့အလွယ်နီးအတိုင်းပဲသွားရမှာပဲနော်ဒီဟာပေါ့နော်ကျွန်တော်တို့ဒီ foundation ကိုခိုင်ခိုင်မာမာလုပ်ထားရမယ်နောက်ပိုင်းကျရင်ပေါ့နော်ဒီတဖြည်းဖြည်းကျွန်တော်တို့ခင်မီတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်ပေါ့နော်ကျွန်တော်အမြင်တော့အစားအသောက်ပေါ့နော်ဒီစားသောက်ကုန်ထုတ်လုပ်ငန်းကလည်းဒီနိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးဖို့နိုင်ငံရဲ့အလားအပကိုဆင်တဲ့နေရာမှာပေါ့နော်ဒီအစားအသောက်ကလုံးဝမရှိမဖြစ်ပေါ့နော်နိုင်ငံတစ်ခုကိုပေါ့နော်ဟာအဲ့ဒီနိုင်ငံကရတယ်အဲ့ဒီနိုင်ငံကဟာအရန်စားလို့ကောင်းတယ်သူရဲ့ image ပေါ့နော်အဲ့လိုမျိုးပုံစံတွေအရန်ကိုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တွေ့ကြုံခန်းစားရတဲ့ဟာကိုပေါ့နော်ကျွန်တော်ပြန်မ sharing လုပ်တာပါလို့တနေ့ကိုဖြတ်တဲ့ချက်ကောင်ကြီးကလည်းဒီမှာမနေဘူးပေါ့နော်ဒါကြောင့်မလို့နောက်ပိုင်းကျတော့ဒီဆိုင်ကြီးတွေပေါ့နော်အဲ့ဒီဟာတွေပေါ့နော်သူကိုယ့်ရဲ့အရက်နီးပေါ်မူတည်ပြီးမှကိုတတ်နိုင်တဲ့တလောက်ပေါ့နော်အဲ့ဒီဟာကိုယ့်ရဲ့ဒီစီပွားရေးပေါ့နော်လှုပ်တဲ့အချိန်မှာလည်းအရန်ကိုပထမပိုင်းတော့ကိုကဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာလေးကိုကိုကနေကိုချင်းစဉ်းစားပြီးမှလုပ်ရင်တော့ဘာမှမတတ်စရာအကြောင်းလည်းမရှိပါဘူးပေါ့နော်ဝင်ငွေပေါ့နော်နေ့စဉ်ဝင်ငွေတော့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီချက်တောင်ပန်တို့ဆိုရင်လည်းကျွန်တော်တို့ပေါ့နော်တီချာလေးလှပလေးလှုပ်ရတဲ့သူရဲ့ဒီဇိုင်းတွေရှိတယ်အဲ့ဒီချက်တောင်ပန်ကိုဒီဂျပန်တွေကဘယ်လိုမျိုးလှုပ်စားလဲဆိုရင်တော့ဒီပန်းပုံစံလိုမျိုးလုပ်တယ်ကွာသူတို့ကအဲ့ဒီဟာကိုပုံဖော်တာပေါ့နော်အဲ့ဒီဟာလည်းကျွန်တော်နောက်ပိုင်းကျရင်ကျွန်တော်တင်ပေါ့နော်တင်ပြသွားပေးမှာဖြစ်ပါတယ်လို့အဲ့ဒီဟာသူ့ကိုဖြတ်တဲ့အချိန်မှာနည်းနည်းတော့ဒီချက်တောင်ပန်ကိုဖြတ်တဲ့အချိန်မှာနည်းနည်းတော့လေးလာမှာပေါ့နော်လေးတဲ့အချိန်မှာမှအသားကပေါ့နော်ညီညာလေးထွက်လာမှာဖြစ်ပါတယ်လို့အဲ့ဒီဟာဖြတ်တဲ့အချိန်မှာလဲသူရဲ့ဒီအစစ်ရှိတယ်အဲ့ဒီအစစ်မှာအလေတိမှာနည်းနည်းစောင်းပြီးမှဖြတ်ရမယ်အဲ့ဒါမှသူရဲ့ဒီအယိုးပေါ်မှာမထိဘူးပေါ့နော်အယိုးပေါ်မှာမညှိဘူးပေါ့အယိုးပေါ်မှာမညှိပဲနဲ့တခါတည်းတိကရင်ဖြတ်သွားမှာဖြစ်ပါတယ်လို့ပြီးရင်ကျွန်တော်တို့ပေါင်ဖြတ်တဲ့အချိန်မှာလဲကျွန်တော်တို့ကဓာတ်ကိုဒီပေါင်ရဲ့ဒီအထေးဘက်မှာထည့်ရမယ်ပေါ့နော်အယိုးကိုဓာတ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးဖြတ်ရမယ်ဒါကတော့နည်းနည်းတော့ကောင်းရမယ်ဒါမထက်ဘူးဆိုရင်ကျွန်တော်တို့ဒီတက်ဖြတ်တဲ့နေရာမှာလဲအသားဖြတ်တဲ့နေရာမှာလဲလက်ကအရန်ပင်ပန်းနဲ့ညောင်းလဲအရန်ညောင်းတယ်ပြီးရင်အသားထွက်တဲ့အသားကလည်းလုံးဝမလောက်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံရှိတယ်လို့ဟုတ်ကဲ့ပါတနောင်းနဲ့တစ်ချက်ပြန်ဖိပြီးမှပြန်မဆွဲပြီးမှဖြတ်ရမှာပေါ့နော်အဲ့ဒီအယိုးတွေကသူတို့ဒီဂျပန်နိုင်ငံမှာဆိုရင်ဒီအဓိကအဖြစ်ကျွန်တော်တို့ဒီကြက်ရိုးနဲ့ဝက်ရိုးကိုကျွန်တော်တို့အများဆုံးသုံးတယ်သူတို့အဲ့ဒါကိုနာရီပေါင်း10နာရီ12နာရီတချို့ဟာဆိုရင်24နာရီလောက်ထိပေါ့နော်အဲ့လိုမျိုးထိတောင်မှချက်ပြီးတော့သူတို့ကအနစ်ပေါ့နော်အနေရအောင်လုပ်ပြီးမှသူတို့ကဟင်းစွပူတွေအဲ့လိုမျိုးပုံစံတွေလောက်ကြတာပေါ့နော်တချို့ကြတော့လေဒီ pressure အိုးလေးပေါ့နော်အဲ့လိုမျိုးပုံစံလိုမျိုးနဲ့လုပ်တဲ့ဟာတွေလည်းအမျိုးမျိုးရှိတယ်ကိုယ့်ရဲ့ဆိုင်ပေါ်မူတည်ပြီးမှကိုကပုံစံကိုပြောင်းပြီးမှလုပ်ပါတယ်လို့အဲ့ဒီဟာကြတော့ကျွန်တော်တို့အယူနုပါအဲ့ဒီဟာကြတော့ဒီအယူနုလေးဒီမှာတော်တော်လေးစားသုံးကြပါတယ်လို့ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်ကြောင့်လည်းအရန်ကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တင်တဲ့ဗီဒီယိုလေးကိုလည်းအားပေးကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အစအရာဒီပထမဆုံးဗီဒီယိုမှာအလွယ်လွယ်အမှားမှားချင်းလည်းကျွန်တော်ခွင့်လွှတ်ပေးကြပါလို့ကျွန်တော်ဆက်လက်ဒီဗီဒီယိုလေးတွေပေါ့နော်တင်ပြခွင့်လေးပေးပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အခုချိန်မှာကျွန်တော်တို့ပြည်သားအားလုံးကိုလည်းတယောက်နဲ့တယောက်ပေါ့နော်ရန်ပင်ကိုညီပြီးမှတွားကြရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အခုဒီဗီဒီယိုလေးကိုနောက်ဗီဒီယိုလေးမှာပြန်ပြီးမှဆုံရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်
နောက်တစ်ခုကျတော့ဒီကျွန်တော်ရဲ့ဗီဒီယိုလေးတွေတင်တိုင်းလူကြီးမင်းတို့ထံသူငယ်ချင်းမိတ်ဆွေပေါင်းတင်များထံရောက်ရှိရန်အတွက်ကျွန်တော်ရဲ့ဒီ YouTube ထဲမှာပေါ့နော်အဲ့ဒီခေါင်းလောင်းပေါ့နော်ဒီခေါင်းလောင်းကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့လူကြီးမင်းများအားလုံးကိုအရန်ပဲကျေးဇူးတင်ပါတယ်တခုပြောချင်တာလုံးဝပဲကျွန်တော်တို့စိတ်သက်မကြပါနဲ့အစပိုင်းတော့ခက်ခဲမှုတွေတော့လုံးဝကိုရှိမှာပါဒါပေမဲ့လည်းကျွန်တော်တို့နောက်မဆိုပေမဲ့နဲ့ကျွန်တော်တို့တွားရအောင်လုပ်ရအောင်ကိုယ့်ရဲ့ဆိုင်တွေကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့ company ပေါ့နော်အဲ့ဒါတွေတဖြည်းဖြည်းကျွန်တော်တို့တစားနဲ့တိုးတက်အောင်ကြီးပွားချမ်းသာအောင်ကျွန်တော်တို့လုပ်ကြရအောင်တယောက်နဲ့အားနဲ့မရရင်2ယောက်နဲ့မရရင်3ယောက်အားနဲ့ပေါ့နော်အကုန်လုံးဝိုင်းဝန်းပြီးမှလုပ်ရင်တော့အစအရာအားလုံးအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကဲနောက်ဗီဒီယိုမှာပြန်မတွေ့ဆုံကြရအောင်နော်